အဆုံးလာဆိုင်အားလုံးမင်္ဂလာပါလက်ချီပွဲအမီအနောစီမှာဂျက်ခုတ်ချိန်စည်းတယ်တွေအများကြီးပဲဝင်ပါတယ်ထမိန်နဲ့အင်ဂျီဒီလို1ဆက်လေးတွေလည်းရမယ်ပြီးတော့ဒီလိုမျိုးအင်ဂျီတစ်ထည့်ချင်းတိုးတွေလည်းရပါမယ်ပြီးတော့ဒီလိုအောက်မွေးဆွဲလေးနဲ့ crop top တွေလည်းရပါမယ်နော်ဒါလေးတွေအကုန်လုံးကဂျက်ခုတ်ထည့်ပါအရန်လက်ဝင်တဲ့အထည်လေးတွေပါနော်အခုအနောကထမိန်နဲ့1ဆက်လေးကိုအရင်ပြပေးပါမယ်နော်ဒါလေးကတော့ချောကလက်ရောင်လေးပါနော်ဒါသူ့ရဲ့အင်ဂျီလေးပါပေါင်140လောက်ရပါမယ်ထမိန်လေးပါနော်ထမိန်မှာလည်းချိန်စည်းလေးတည်ထားပေးပါတယ်အုတ်ကြိုးရောင်လေးပါကာလာအရန်ဆောင်တဲ့အုတ်ကြိုးလေးပါနော်ထမိန်လေးနဲ့ဒီလို1ဆက်လေးပါအနီရောင်တက်တောက်လေးပါနော်ချိန်စည်းကိုဒီလိုပုံလေးထိုးထားပေးပါတယ်ဒါကသူ့ရဲ့ထမိန်အစင်လေးပါစိန်စားငပိရောင်လေးပါနော်အောက်မှာချိန်စည်းအဝိုင်းနဲ့ဒီလိုမျိုးအပေါ်မှာအစီလေးထိုးထားပေးပါတယ်အရန်မဲလာပါတယ်နော်23လက်မဆိုင်ပါပေါင်ချိန်140လောက်ရပါတယ်အနက်ရောင်ကြိုက်တူတဲ့အတွက်ပါနော်ဒါလေးကအနက်ရောင်မှာချိန်စည်းအဖြူလေးထိုးထားပေးပါတယ်အနက်ရောင်လေးပါငပျော်ညွန့်ရောင်လေးပါကြိမ်ရည်စိမ်းထက်နည်းနည်းလေးတောက်ပါမယ်နော်ကြိုက်တာရှိရင်တော့ကို screenshot လေးရပြီးတော့အောက်မှာချထားပေးတဲ့နံပါတ်မှာလာမေးလို့ရပါတယ်နော်ဒါလေးတွေအကုန်လုံးကထမိန်နဲ့အင်ဂျီ1ဆက်လေးပါအမြန်ပဲပြပေးလိုက်ပါမယ်အချိန်သိမရလို့ screenshot လေးရပြီးတော့လာမှာပေးပါနော်ပန်းစီရောင်လေးပါရှာရှာပပကလာလေးပါနော်ပန်းစီရောင်လေးပါဘေးဒါရောင်လေးပါနော်အနီရောင်တက်တောက်လေးပါတယ်လီနိုပြရောင်လေးပါနော်ကာလာအရန်ဆောင်တဲ့တယ်လီနိုလေးပါချောကလက်ရောင်လေးပါပထမအဆင့်နဲ့အဆင့်ကွာပါတယ်နော်ဒါလေးကတော့ပန်းစီရောင်လေးပါသူကအောက်နာကျစ်ထားပါတယ်ဒါအနောမဒါတော်တော်ကြာပါပြီအခုမှရောက်ပါတယ်နော်နက်ပြရောင်လေးပါနက်ပြရောင်လေးပါထမိန်နဲ့အင်ဂျီ1ဆက်တွေပါနော်အရန်လက်ဝင်ပြီးတော့အချိန်တော်တော်ပေးရတဲ့အထည်တွေပါတယ်လီနိုပြလေးပါဒါလေးကတော့ငပျော်ညွန့်ရောင်လေးပါနော်ငပျော်ညွန့်ရောင်လေးပါဒါလေးကပပစီရောင်ဘက်သွားပါတယ်နော်တိုးမွေးလေးလည်းထိုးထားပေးတယ်ချိန်စည်းလေးလည်းပါပါတယ်နော်ချိန်စည်းကအလုံးနဲ့အချွန်ဆိုပြီးတော့2မျိုးထိုးထားပေးပါတယ်ဒီအယောင်လေးကတော့သဘာဝတစ်ဦးတစ်ဖူးရောင်ပါနော်အရန်လူကြိုက်များတဲ့ကာလာလေးပါခရမ်းရောင်လေးပါပေါင်ချိန်140လောက်ထိရပါတယ်နော်ပွဲနေပွဲတက်ဖို့လည်းလှတယ်မင်္ဂလာဆောင်ဒူဝေသွားလဲအရန်ပဲကောင်းပါတယ်နော်အစုံ30ကျော်အများကြီးပဲဝင်ထားပါတယ်စိတ်ကြိုက်ရွေးလို့ရပါပြီနော်ပြန်ရောင်းသမားတွေကနော်ကို9စုံကနေစပြီးတော့ဝယ်ပေးပါနော်ကြိုက်တာရှိရင် screenshot လေးလာမှာပေးပါတခွားရောင်လေးပါတခွားနုနုလေးပါနော်ဒါလေးကတော့ modern စိမ်းရောင်လေးပါဒါတခွားရောင်လေးပါအပူ